အာကုသိုလ်တွေခြံရံပြီးတော့အပြစ်နဲ့တကွဖြစ်တဲ့အလှအပြစ်ရှိတဲ့အလှဆိုတော့ပေတတ်တို့ကသဘောပေါက်ပါပြီငါအလှမှာဝက်ကဘလောက်ကြက်ကဘလောက်ဆိုရင်အဲ့ဒါပါလေအပြစ်ရှိတဲ့အလှနော်ငါလှူနိုင်တယ်အဲ့ဒီလိုတိတ်မလှူနိုင်ဘူးလို့မာနတွေနဲ့လောဘတွေနဲ့ခြံရံနေရင်အဲ့ဒါဘာဖြစ်တယ်အပြစ်ရှိတယ်နော်အပြစ်တွေအကုသိုလ်တွေနဲ့ခြံရံထားတဲ့အလှအဲ့ဒီအလှတဲ့အပြစ်ကင်းတဲ့အကုသိုလ်မခြံရံမဲနဲ့လှူတဲ့အလှကပို့ပြီးတော့မြတ်တယ်တနည်းအားဖြင့်ဒါနပြုတဲ့နေရာမှာအကုသိုလ်တွေအများကြီးဖြစ်အောင်လုပ်ပြီးတော့ဒါနပြုတဲ့လူတွေဟာတဲ့ဖြစ်လျာဘဝပစ္စည်းတော့ပေါ်တယ်ဒါပေမဲ့အဲ့ဒီပစ္စည်းကဘလို့ပေါ်တာလဲဆိုတော့အကုသိုလ်လုပ်ငန်းထဲမှာပစ္စည်းပေါ်တတ်တယ်တဲ့လှုပ်တုံးကအကုသိုလ်တွေခြံရံပြီးတော့လှုပ်တဲ့အတွက်ကြောင့်သူလူဖြစ်လာပြီဆိုရင်ကောင်းတာလုပ်ရင်သူအကျိုးမပေးဘူး